မိတ်ဆွေများမင်္ဂလာပါလို့မှိုင်းနေမြေ channel ကနေနှုတ်ခွန်းဆက်လိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဒေဝဂီရီခေါ်နတ်ကြီးတောင်ကနေရွှေနက်တောင်စေတီကြီးဖြစ်လာပုံကိုတင်ပြပေးမှာပဲဖြစ်ပါတယ်သူရတပ်ပမင်းတီထောင်ခဲ့သောကိစ္စနာဂီတီခေါ်ရွှေတောင်မျိုးကြီးပျက်စီးသွားခဲ့ပေမဲ့ဏီကုံသားများဟုဆိုသောနေသူနေသားများဟာတပေါင်းလာရောက်တိုင်းပွဲလန်းသပင်များဖြင့်ရွှေနက်တောင်နတ်ကြီးကိုပူဇော်ပသခဲ့ကြပါတယ်ကာလရှည်ကြာရိုးရမပြတ်နေထိုင်လာခဲ့ကြပါတယ်ဗုဒ္ဓဖျားရှင်ဗာရာဏသီပြည်ဣတိပတ္တနာမိဂဒဝုံတော်ယတိတို့၏ကျောင်း၌ပထမဝါဆိုတော်မူပြီးရာဇဂျိုပြည်ဝေလူဝင်ကျောင်းမှာဒုတိယဝါဆိုပါတယ်ဗုဒ္ဓဖျားရှင်ဟာတပ်ပိညုတရွှေညံတော်ကွန်ရက်ကိုဖြန့်ကျက်တော်မူရာမှာကင်စနာဂီရီနီကုန်းကြီး၌မိတင်းနေထိုင်ကြသောဆွေတော်မျိုးတော်များကိုမြင်ပြီးဗုဒ္ဓဖျားရှင်ဟာမဟာဆွေတော်မျိုးတော်များအားတရားဓမ္မဟောပြရန်ဆင်ခြင်သည့်အခါဏီကုန်းသူဏီကုန်းသားများဟာတောင်ဆောက်နှက်ကြီးအားကိုးကွယ်နေကြသည်ကိုသိရတဲ့အခါမှာတော့ဆွေတော်မျိုးတော်တို့အားတရားဓမ္မဟောပြနိုင်ရန်ဆင်ခြင်သည့်အခါမှာထိုသောဏီကုန်းသူဏီကုန်းသားတို့ဟာတောင်ဆောက်နှက်ကြီးကိုသာကိုးကွယ်ယုံကြည်နေကြသူများဖြစ်ကြသဖြင့်အရန်တန်ဃာများမပါဘဲဗုဒ္ဓဖျားရှင်ဟာနတ်ကြီးအတွင်ဖန်ဆင်းပြီးဒေဝဂီရီခေါ်နတ်တောင်သို့ကြွလာတော်မူခဲ့ပါတယ်မြတ်စွာဘုရားရှင်ဒေဝဂီရီတောင်သို့ကြွရောက်လာသည့်အခါနတ်ပြန်မာအများတို့လည်းရောက်ရှိလာပြီးဗုဒ္ဓဖျားရှင်ကတရားဟောတော်မူပြီး၆သွယ်သောရောင်ချီတို့ဟာအရက်ရှိမျက်နှာမလက်ဒေဝပပတောင်မှာထွန်းလင်း၍နေပါတော့တယ်မိတ်ဆွေများခမညာကိစ္စနာဂီတီခေါ်ရွှေတောင်မျိုးကြီး၏နေသူနေသားအများတို့ဟာတောင်ထိပ်မှတောက်ပသောရောင်ချီတော်တို့ကိုမြင်ရတဲ့အခါမှာတော့အထူးအားရဝမ်းသာဖြစ်ကြပြီးတောင်ထိပ်သို့စုယုံရောက်ရှိလာပါတော့တယ်တောင်ထိပ်သို့ရောက်တဲ့အခါမှာရွှေစင်းကဲ့သို့နတ်သားအသွင်နှင့်ဖျားရှင်ကိုတွေ့ကြရာဒီတစ်ခါတော့နတ်ရုပ်ကြီးမှအကြီးဆုံးသောတကိုးကိုပြလေပြီဟုအားရဝမ်းသာရှိခိုးပူဇော်ကြပါတယ်နတ်တောင်ဟူသောအမည်ကနေရွှေရောင်ရွှေတုံးကြီးနှင့်တူသဖြင့်ရွှေနတ်တောင်ဟုခေါ်ဝေါ်ခဲ့ကြပါတော့တယ်လူပေါင်းတို့ဟာသူတို့ကိုးကွယ်ခဲ့သောတောင်ဆောက်နတ်ကြီးအမှတ်နဲ့ပင်ပူဇော်ရှိခိုးကြရာဗုဒ္ဓဖျားရှင်ကတရားဓမ္မဟောကြားပြီးဒေသနာအဆုံးမှာတော့အချို့သောပရိသတ်တို့ဟာတရဏဂုံ၃ပါးနှင့်တကွ၅ပါးသီလတည်မြဲကြပါတော့တယ်ရှေးရမြောက်နေ့မှာတော့အနာဂတန်တဉာဏ်တော်နှင့်ကြည့်ရှုဆင်ခြင်တော်မူရာလူပေါင်းတို့ကိုးကွယ်စီးကပ်လျက်ရှိသောနတ်သားအသွင်ဖြင့်ငါဖျားရှင်ကိုစားနေမိတရုပ်ပွားကိုထားခဲ့ရသောရွေနတ်သားကိုအုပ်အင်းကတိတို့ဖြင့်ဇေဒီဖြစ်ပြီးသာသနာ9000ကာလပတ်အလုံးတည်တတ်မည်ကိုမြင်တဲ့အခါမှာအိုချစ်သားတို့တင်ချစ်သားတို့အားစီးပွားချမ်းသာမင်္ဂလာဖြစ်စိမ့်တော်မှာငါဖျားဤကိုတော်စာနေမိတကိုဖျားဇေဒီပြုလုပ်ကိုးကွယ်ပူဇော်ကြကုန်သောဟုအတိထံကရွှေရုပ်ပွားကိုထားတော်မူခဲ့ပြီးမျက်စိမတိုင်ရာဇချူပြည်ဝေလူဝင်ကျောင်းတော်သို့ပြန်ကြွတော်မူခဲ့ပါတယ်ခမညာမိတ်ဆွေများခမညာဏီကုန်းသူဏီကုန်းသားတို့ဟာဖျားရှင်ဤနေမိတရုပ်ပွားအားရွှေနတ်သားဟုသာသမုတ်၍ပူဇော်ရင်းကနေအချင်းချင်းတိုင်ပင်ကြတဲ့အခါမှာအချင်းတို့ဤရွှေနတ်သားဟောကြားသောစကားတို့ဟာအလွန်မှန်ကန်ပေ၏ငါတို့အားကောင်းကျိုးချမ်းသာမင်္ဂလာစီးပွားကြီးပွားပြည့်စုံစေတတ်သောရွှေနတ်သားနေမိတကိုအရှိတီတန်းပျက်စီးခြင်းမရှိရလေအောင်ပထိုးစေတီတော်အတွင်သွင်းဌာပနာထားမှတည်တတ်လိမ့်မည်ဟုသဘောတူကြကာမဟာတက္ကရာ104ခုနှစ်အတွင်းမှာပဲဖျားရှင်ဤနေမိတရုပ်ပွားရွှေနတ်သားအားဥဒိတစေတီတည်ခဲ့ကြပါတယ်ထိုကဲ့သို့စေတီတရား၌ထူးခြားသောအကြောင်းတစ်ခုရှိခဲ့ပြန်ပါတယ်နေဘက်မှာလူများကအုပ်ရိုးတစ်ထက်တည်ပြီးလျှင်ညဘက်၌နတ်များကတစ်ထက်တည်ခဲ့ကြသဖြင့်လူနတ်နှစ်လီတရစီစေတီရွှေနတ်တောင်ဟုဆိုခဲ့ကြခြင်းဖြစ်ပါတယ်ရွှေနတ်တောင်စေတီဖျားပွဲကိုလည်းရှေးကအစဉ်လာတိုင်းတပေါင်းလမ်း၌ပင်ကျင်းပကြပါတယ်သာသနာတက္ကရာ104ခုနှစ်ရောက်တဲ့အခါမှာတော့တရေခိတ္တရာဘုရင်တို့တပေါင်းမင်းကြီးစန္ဒာဒေဝီမိဖုရားနှင့်ပန့်ထွာမိဖုရားတို့ဟာဗာရာဏသီပြည်တိုင်းငန်းလှဲ့လှဲ့ရင်းနှင့်ဘုရင်နှင့်မိဖုရားတို့ဟာယိုယွင်းနေသောအုပ်အင်းကတိတို့ကိုဖယ်ရှားကြရာနတ်ရုပ်အလားဖျားရှင်၏နေမိတရုပ်ပွားရွှေစင်းတုတော်ကိုဖူးမြင်ရသဖြင့်ကြည်နူးဝမ်းမြောက်ကြပါတော့တယ်ဖျားရှင်၏တက်တော်180စုမှအချို့ကိုယတနာရွှေကျုံနှင့်ထဲကရွှေစေတီတစ်ထက်ငွေစေတီတစ်ထက်မုံမှန်ပြီးအုပ်အင်းကတိတို့ဖြင့်ဌာပနာကာ15000အမြင့်စေတီတည်ခဲ့ကြသည်ဟုဆိုပါတယ်
အရှိအနောက်နေဝင်နေထွက်ချိန်၌စေတီတော်၏အရေးကြရာနေရာသည်ဖျားမြေဖြစ်သတ်မှတ်ကာနှစ်စဉ်မပြတ်တပေါင်းလာတိုင်းရွှေနက်တောင်စေတီပွဲတော်ကိုကျင်းပကြပါသည်သာသနာတက္ကရာ180ခုနှစ်မှာတွတ်တပေါင်းမင်းနတ်ရွာဆန်ခဲ့ပါတယ်တားတော်ဒုတိယမင်းထိနှန်းဆက်ခဲ့ပြီးသာသနာတက္ကရာ193ခုနှစ်မှာဒုတိယမင်းနတ်ရွာဆန်တော်မူရန်ပေါင်မင်းဟာတရေခိတ္တရာဘရင်ဖြစ်လာပြန်ပါတယ်ရန်ပေါင်မင်းဟာပါတလိပုတ်ပြရှင်တိတိဓမ္မာတောကမင်းဤလက်အောက်ခံဖြစ်၍သာသနာတက္ကရာ230မှာတိရိဓမ္မာတောကမင်းကြီး၏အမိန့်ဖြင့်ရွှေနက်တောင်စေတီအားထပ်မံပြုပြင်တယ်လို့သိရပါတယ်။ပကံပြရှင်အနော်ယထာမင်းကြီးဟာဒုတပေါင်းမင်းကဲ့သို့ပင်ရွှေနက်တောင်စေတီအားလိုအပ်သည့်များပြုပြင်မွမ်းမံခဲ့ပါတယ်။အနော်ယထာမင်း၏ပကံမင်းဆက်ဖြစ်သောစောလူမင်းကျန်စစ်သားမင်းအေလောင်းစီသူမင်းနရသူမင်းမင်းရဲ့နရတိန်ခမင်းနရပတိစီသူမင်းဇေယတိန်ခမင်းကြစွာမင်းအုပ်စနာမင်းတရုတ်ပြည်မင်းကျော်စွာမင်းစောနှစ်မင်းနှင့်တက္ကရာ680ခုမှာနန်းတက်သောစောမွန်နှင့်မင်းတို့ဟာလည်းရွှေနက်တောင်စေတီအားပြုပြင်မွမ်းမံသာသနာပြုခဲ့ကြပါတယ်ခင်ဗျာခေတ်အဆက်ဆက်မြန်မာမင်းများပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်ဗုဒ္ဓဖျားရှင်မပွင့်မီနှစ်ပေါင်းထောင်ကျော်ကတည်းကရှိခဲ့တဲ့ဒေဝဂီတိနတ်တောင်ဤပူဇော်ပွဲဟာရွှေနက်တောင်စေတီဖြစ်လာသည့်အထိခေတ်အဆက်ဆက်တိုင်းခုချိန်ထိကျင်းပလျက်ရှိနေသေးပါမိတ်ဆွေများခင်ဗျာဒေဝဂီတိတောင်နဲ့ကင်စနာဂီတိတောင်ဟာရာဇဝင်ဆက်ဆက်မှာဒွန်တွဲနေခဲ့တယ်လို့ရွှေနက်တောင်စေတီနဲ့ရွှေတောင်မြို့ဆိုတာဟာခွဲခြားလို့မရပါဘူးရွှေရောင်တဝင်းဝင်းနဲ့လှပတဲ့နယ်မြေဖြစ်တယ်လို့ကျွန်တော်တို့နိုင်ငံရဲ့တန်ဖိုးမဖြတ်နိုင်သောပုဂ္ဂိုလ်အကျော်များရဲ့မွေးရာဇာတိဖြစ်ပါတယ်ခုကျွန်တော်တင်ပြခဲ့တာကတော့ရွှေတောင်မြို့ရဲ့အထင်ကရတကူကြီးရွှေနက်တောင်စေတီရဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်နောက်ထပ်တင်ပြမယ့်အစီအစဉ်များမှာတော့ရွှေနယ်မြေကရွှေလိုတန်ဖိုးမဖြတ်နိုင်သောပုဂ္ဂိုလ်ကြီးများအကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တင်ပြမှုတွေမှာလိုအပ်ချက်များရှိပါကကျွန်တော်ရဲ့အားနည်းချက်များပဲဖြစ်ပါတယ်မိတ်ဆွေအပေါင်းအေးချမ်းသာရရှိကြပါစေခင်ဗျာ